အောင်တဲ့လွင်ရဲ့မဟာရန်ကုန်ဆိုင်ကြီးမှာမဟာအထူး promotion ကြီးရှိနေပါပြီဗျဒီ promotion မှာဘာတွေဝယ်ယူရင်ဘာမြတ်တာလက်ဆောင်တွေပေးသွားမလဲဆိုတာကိုပြောပြမယ်နော်ငွေကျပ်300ကျပ်ဖိုးနဲ့ထက်ဝယ်ယူမယ်ဆိုရင်ရေခဲတစ်တာတစ်လုံးငွေကျပ်300ကျပ်ဖိုးနဲ့ထက်ဝယ်ယူမယ်ဆိုရင်အဝတ်လျှော်ဆက်တစ်လုံးငွေကျပ်300ကျပ်ဖိုးနဲ့ထက်ဝယ်ယူမယ်ဆိုရင်ဖုံဆုံးဆက်တစ်လုံး350ကျပ်ဖိုးနဲ့ထက်ဝယ်ယူမယ်ဆိုရင်မတ်တပ်ပန်ကားကြီးတစ်လုံး10သိန်းကျပ်ဖိုးနဲ့ထက်ဝယ်ယူမယ်ဆိုရင်အောင်တစ်လွင်ထိတက်လက်9သိန်းကျပ်ဖိုးနဲ့ထက်ဝယ်ယူမယ်ဆိုရင်အောင်တစ်လင်တီရှပ်အစရှိတဲ့ပစ္စည်းတွေကိုမြတ်တာလက်ဆောင်ပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျာ promotion ကာလကတော့ match လ1ရက်နေ့ကနေပြီးတော့ April လ30ရက်နေ့အထိပဲဖြစ်ပါတယ်ခင်ဗျာဒီ promotion ကြီးထဲမှာတော့ UPG product များမပါဝင်ပါဘူးခင်ဗျာအသေးသေးသိရှိလိုပါကရန်ကုန်ဆိုင်ရဲ့ဖုန်းနံပါတ်လေးဖြစ်တဲ့39 950 546 252ကိုဆက်သွယ်မေးမြန်းစုံစမ်းလို့ရပါတယ်ခင်ဗျာကဲ promotion နဲ့အတူတူပစ္စည်းတွေအများကြီးဝယ်ပြီးလက်ဆောင်တွေအများကြီးရပါစေလို့ဆုမွန်ကောင်းတောင်းလိုက်ပါတယ်ခင်ဗျာ